အားလုံးပဲမင်္ဂလာပါ AKID channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော် AK ပါကျွန်တော်ရဲ့ channel မှာ Facebook YouTube တခြားသော application တွေနဲ့ပတ်သက်တဲ့နည်းပညာ knowledge တွေကိုနေ့စဉ်တင်ဆက်ပေးနေဖြစ်လို့ကျွန်တော် channel ကို subscribe လုပ်ပြီးတော့ video တစ်တင်တိုင်းသိရှိအောင်ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးပါဦးကျွန်တော်ဒီက share လေးလုပ်ပေးသွားမှာကတော့ကျွန်တော်ဒီတော်တော်များများဖြစ်ထားရှိတယ်ပေါ့နော်အမေးများတယ်ကျွန်တော်တို့ဒီ Facebook ကိုပေါ့နော်ကျွန်တော်တို့က two step ခံပြီးခံထားတယ်ပေါ့နော်အဲ့ဒီခံထားတဲ့အချိန်မှာကျွန်တော်တို့ကဒီဖုန်းနံပါတ်ပျောက်သွားတာမျိုးတို့နောက်ပြီးတော့ကျွန်တော်တို့ကဒီဖုန်းပျောက်သွားတာမျိုးတို့ဖြစ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကဒီ log in ပြန်ဝင်တဲ့အခါမှာကုတ်မရတဲ့အတွက်ကျွန်တော်တို့ Facebook ကိုဒီ log in ဝင်မရတဲ့ပြဿနာတွေအများကြီးဖြစ်နေတယ်ပေါ့နော်အခုမြန်မာနိုင်ငံမှာအဲ့လိုအများကြီးဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ဖုန်းပျောက်သွားခဲ့ရင်ဒါမှမဟုတ်ရင်ဖုန်းဆင်းကပ်ပျောက်သွားခဲ့ရင်ဒါမှမဟုတ်ကျွန်တော်တို့ဒီဟောပေါ့နော် two step ခံတာကကျွန်တော်တို့ဒီ application နဲ့လည်းခံလို့ရတယ်ပေါ့နော်အဲ့ဒီ application ပြတ်သွားခဲ့ပြီးရှိတော့ပေါ့နော်ကျွန်တော်ဒီ account ကိုပြန်ယူလို့ရအောင်လုပ်ထားနည်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အရင်ကလည်းပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ခဲ့ဘူးလေပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီကိုကပေါ့နော်ဖုန်းပျောက်သွားတဲ့အချိန်မှာလုပ်တဲ့ဟာပေါ့နော်ကျွန်တော်တို့ကဒီအခုကျွန်တော်ပြောမယ့်ဟာလည်းလုပ်မထားခဲ့ဘူးဆိုရင်ပေါ့နော်ကျွန်တော်အကယ်၍ဖုန်းကလည်းပျောက်တယ်ကျွန်တော်ဒီဖုန်းကလည်းမရှိတော့ဘူး two step ကလည်းမရဘူးဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ဒီပြန်ပြီးတော့ယူနည်းပေါ့နော်ပြောပြထားတဲ့ဗီဒီယိုတင်ထားတယ်ပေါ့နော်ကျွန်တော်ဒီ description မှာလည်းကျွန်တော်ပေးထားမယ်ပေါ့နော်အဲ့ဒါကလည်းကျွန်တော်ဒီ account အစစ်တွေမှာပြန်ပြီးတော့ရနိုင်မှာပေါ့နော်ကျွန်တော်အခုပြောပြမယ်နီလန်းပါနော်အကယ်၍ပေါ့နော်ကျွန်တော်တို့ကဒီဖုန်းတော့အခုတော့မပြောက်သေးဘူးပေါ့နော်ကျွန်တော်တို့ကနောင်တစ်ချိန်မှာစင်ကိုက်ကကျွန်တော်တို့ဒီတချို့ဟာတွေကစင်ကတ်ကကျွန်တော်တို့ကုတ်ဟိုပါပေါ့နော်စင်ကတ်ရှိလဲပဲကျွန်တော်ကုတ်မပို့တာတွေရှိတယ်အဲ့လိုကုတ်မပို့တဲ့အခြေအနေမျိုးတွေရဲ့နောက်ပြီးတော့ကျွန်တော်တို့ကဒီဟိုပါပေါ့နော်စင်ကတ်ပြောက်သွားတဲ့အခြေအနေမျိုးရဲ့ဖုံးပြောက်သွားတဲ့အခြေအနေမျိုးရဲ့အဲ့လိုအခြေအနေမျိုးတွေမှာပေါ့နော်ကိုကဒီ two step လဲခံကျင်တယ်ပေါ့ခံထားတယ်ပေါ့နော်အဲ့လိုအခြေအနေမှာပြန်ယူလို့ရနိုင်မယ်နီးပေါ့နော်တရားရခိုင်တော့ကျွန်တော်ပြန်ယူလို့ရနိုင်တဲ့နီလန်းလေးပေါ့နော်အဲ့နီလန်းလေးကိုကျွန်တော်ကကြိုတင်လောက်ထားနီးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော် VPN တစ်ခုခံပြီးရင်ကျွန်တော်ကဒီ Facebook ကိုလုံမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် Facebook ထဲကိုတစ်ချက်သွားမယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကတော့ဒီဟိုပါပေါ့နော်two step ခံပထမဆုံးပြလိုက်မယ်ပေါ့နော်two step ခံပြမယ်ဒီပထမဆုံးလုပ်တဲ့ဟာလည်းကျွန်တော်အရေးကြီးတယ်နော်ကျွန်တော်လူတိုင်းလုပ်ထားတင်တယ်ပေါ့နော်ကျွန်တော်ကိုယ့်ရဲ့အကောင့်လုံခြုံအောင်လုပ်ပေါ့နော်ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်Okay ကျွန်တော်ဒီ setting နဲ့ကိုသွားမယ် setting and privacy ကိုတစ်ချက်သွားမယ်သွားပြီးရင်ကျွန်တော်ကဒီမှာပေါ့နော် setting ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်ကဒီမှာ password and security ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ဝယ်နေပြီးတော့ဆိုရင်ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုရင်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ chat ယူဟာ important security ပေါ့နော်ဒါကကျွန်တော်လူတိုင်းမဖြစ်မနေလောက်ထားတင်တယ်ပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော်တို့ကဒီအပေါ်နဲ့ဒီအောက်ကဟာကတော့မရသေးဘူးပေါ့နော်ဒီလိုလေးအမှန်ချစ်နေမှာကျွန်တော်တို့ကတုံးခုလိုအမှန်ချစ်နေမှာပေါ့နော်ကိုယ့်ရဲ့အကောင့်ကကျွန်တော်လုံခြုံမှုရှိတာပေါ့နော်အဲ့ဒါကြောင့်ပြောနေတယ်ဒီပထမဆုံးဒီအပေါ်ဟာလေးကိုကျွန်တော်တစ်ချက်စလိုက်မယ်Okay ကျွန်တော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ပေါ့နော်ဒါမျိုးလေးကျွန်တော်ပေါ်လာလိမ့်မယ်ဒါလေးကိုကျွန်တော်သုံးခုလုံးကိုတစ်ချက်ဖွင့်ပေးလိုက်ပါနော်ဒါကတော့ကျွန်တော်ဒီပြောမဲ့ဗီဒီယိုနဲ့တော့မဆိုင်ဘူးဒါပေမဲ့ဒီဟိုကိုယ့်ရဲ့အကောင့်ကိုကျွန်တော်လှုပ်ထားတင်တယ်ပေါ့နော်ကြုံလို့ကျွန်တော်တစ်ခါတည်းပြောလိုက်တာပါ Okay ဒါကိုကျွန်တော်ဖွင့်ပြီးဆိုရင်ထွက်လိုက်မယ် Okay ဒီမှာပေါ့နော်ကျွန်တော်ကနှစ်ခုစိမ့်သွားပြီပေါ့နော်ဒီနောက်ထပ်ကျွန်တော်ဒီအဓိကပြောချင်တဲ့အကြောင်းအရာဒီမှာပေါ့နော်ကျွန်တော်ဒီ two step ထဲကိုကျွန်တော်တစ်ခါတည်းဝင်ပြီးတော့ဒီ two step ခံပြလိုက်မယ်ပေါ့နော်ခံပြပြီးရင်ကျွန်တော်ဒီ two step ကုတ်မပါဘဲနဲ့ပေါ့နော်ကျွန်တော်နောက်ပြီးဝင်ပြမယ်ပေါ့နော် Okay ကျွန်တော်ကဒီမှာ Casta ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ဒီညမှာတငယ်ချင်းတို့ကပေါ့နော်ကိုကကျွန်တော်ဗာနဲ့ဟိုဖြစ်ချင်တာလဲပေါ့နော်ဗာနဲ့တူးဆက်ခံချင်တာလဲအကယ်၍ပေါ့နော်ကျွန်တော်တို့က APP နဲ့ခံချင်တယ်ဆိုရင်ဒီအပေါ်ဟာရွေးပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application တစ်ခုလိုပါတယ်အကယ်၍ကိုကဖုန်းနံပါတ်နဲ့ခံချင်တယ်ဆိုရင်လဲကျွန်တော်ဒီအောက်မှာဒီ SMS ဆိုတဲ့ SMS ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကရွေးလိုက်မယ်ပေါ့နော်ကြိုက်တာရွေးလိုက်ပါကျွန်တော်ဒီညမှာတူးဆက်ခံတာဘယ်ဟာနဲ့ခံရတယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့အကယ်၍ပေါ့နော် APP နဲ့ခံတဲ့လူကလည်းဖုန်းပြသွားရင်တော့ APP ပြတ်သွားရင်တော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ပြန်ဝင်လို့ရမယ်ဒီဟိုနဲ့ဟိုပေါ့နော်ဒီ test message နဲ့လုပ်တဲ့လူကလည်းဖုန်းနံပါတ်ဖုန်းကပြောက်သွားတာမျိုးတွေကျွန်တော်ဖုန်းပြောက်သွားတာမျိုးတွေအခြေအနေတွေဖြစ်နိုင်တယ်အဲ့ဒါတွေကိုကျွန်တော်ကြိုတင်ဘယ်လိုကာကွယ်ရမလဲဆိုတာကြည့်ပြောမယ်ဒီစစ်မှာကြိုက်တဲ့ဟာနဲ့ကျွန်တော်ဒီ two step ခံမယ်ကျွန်တော်ကတော့ application နဲ့ခံလိုက်မယ်Okay continue နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ကဒီညမှာဒီ application နဲ့ခံမဲ့ဒီမှာဒါကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော် two step တစ်ခါတည်းဟိုခံပြလိုက်တာပေါ့နော် two step ကကျွန်တော်တို့ဒီတချို့တွေကတော့ခံတတ်တယ်ပေါ့နော်တချို့က two step မခံတတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တစ်ခါတည်းလုပ်ပြလိုက်တာပေါ့နော် Okay ဒီညကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီ two step ခံလိုက်တဲ့ဟာကိုကျွန်တော်ကုတ်ကလေးပေါ်နေလိမ့်မယ်အဲ့ဒါကိုတစ်ချက်သွားထည့်ပေးလိုက်ပါနော်9348336 Okay 9348336ဒါကတော့ကျွန်တော်တူးဆက်ခံတာပေါ့နော်ကျွန်တော်အဓိကအကြောင်းအရာကိုမရောက်သေးဘူးကျွန်တော်ပြောချင်တာကကျွန်တော်ဒီတူးဆက်ခံပြီးလောက်ရမယ်ဟာလေးပေါ့နော် Okay ဒါကတော့ကျွန်တော်တူးဆက်ခံခြင်းအောင်မြင်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီတန်းကိုတစ်ချက်နှိပ်လိုက်မယ်
Okay down နှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဘယ်ထဲကိုဝင်မလဲဆိုရင်ဒီမှာပေါ့နော်ကျွန်တော်2 factor authentication လေးကိုကျွန်တော်ကတစ်ချက်ဝင်လိုက်မယ် Okay ဝင်ပြီးပြီဆိုတော့ဒီနေရာကတော့ကျွန်တော်လုံးဝအဓိကကြားတယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့ point ကကျွန်တော်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီ two step တော့ခံလိုက်ပြီပေါ့နော်ကျွန်တော်အကဲတစ်ချိန်ချိန်မှာကျွန်တော်ဖုန်းလေးပြောက်သွားတယ်ဆင့်ကတ်လေးပြောက်သွားတဲ့အချိန်မှာပြန်ပြီးတော့ပေါ့နော်အစားထိုးကုတ်နဲ့ဝင်လို့ရအောင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ recovery code ဆိုတာကျွန်တော်ပေးထားတယ်ပေါ့နော်အဲ့ဒီ code ထဲအဲ့ဒီ code တွေကိုကျွန်တော်တို့က copy ယူရမယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့တစ်ချက်ကျွန်တော်နှိပ်ကြည့်ထားပြီပေါ့နော်Okay ဒီမှာပေါ့နော်ကျွန်တော်တို့ဒီကုတ်ကလေးတွေပေါ်လာပါတယ်ဒီကုတ်ကလေးတွေကိုကျွန်တော်တို့ကဒီအောက်နားလေးမှာကျွန်တော် copy ယူပြီးတော့တင်ထားပါနော်အကဲဒီဟာကကျွန်တော်အဓိကပြောချင်တာပေါ့နော်ဒီအပေါ်နားလေးမှာသူပြောထားတဲ့စာပေါ့နော် use recovery code ပေါ့နော်ကျွန်တော်တို့ log in if you lose your phone ပေါ့နော်ကျွန်တော်တို့ဖုန်းပြောက်သွားတဲ့အခါမှာဒါမှမဟုတ်ရင်ကျွန်တော် verification code မရတဲ့အခါမျိုးမှာကျွန်တော်တို့ကဒီအသုံးပြုလို့ရအောင်နဲ့အသုံးပြုလို့ရပါတယ်တဲ့ဒီ code တွေကိုပေါ့နော် log in ဝင်ဖို့အသုံးပြုလို့ရတယ်လို့သူကပြောထားတာကျွန်တော်တို့လိုချင်တာကလည်းကျွန်တော်အဲ့ဒါပဲပေါ့နော်ကျွန်တော်တို့ဒီတစ်ချိန်ချိန်မှာကျွန်တော်တို့ဒီဖုန်းပြောက်သွားတာမျိုးတို့ဆင့်ကပ်ပြောက်သွားတာမျိုးတို့နောက်ပြီးတော့ကျွန်တော်တို့ဒီရုံးကနေပြီးတော့ပေါ့နော် Facebook ရုံးကနေကုတ်မပို့တာမျိုးတို့ဖြစ်တဲ့အခြေအနေမျိုးတွေမှာကျွန်တော်တို့ကဒီကုတ်တွေနဲ့ဝင်လို့ရပါတယ် Okay ဒီကုတ်တွေကိုပေါ့နော်ကျွန်တော်တို့ကဒီ copy ယူလိုက်မယ် copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ထွက်လိုက်မယ် Okay ကျွန်တော် copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ဒီ note ထဲကိုတနေနေရာမှာမှတ်ထားလိုက်ပါနော် note တနေရာမှာကျွန်တော်တို့မှတ်ထားလိုက်မယ်Okay ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ကဒီဆောနာကဟာကိုကျွန်တော် page ချလိုက်မယ်ဆောနာကကုတ်တွေပေါ့နော်အဲ့ဒါကိုကျွန်တော် page ချပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာဒီတိုင်းလေးထားလိုက်မယ်ထားပြီးရင်ကျွန်တော်တစ်ခါတည်းဝင်ပြီးတော့ပြမယ်ပေါ့နော်ကျွန်တော်2 step ခံထားတဲ့ကုတ်မလိုဘဲနဲ့ပေါ့နော်ဒီကုတ်တွေနဲ့ကျွန်တော်တစ်ချက်ဝင်ပြလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီ browser ရဲ့ကိုတစ်ချက်သွားမယ်ကျွန်တော်တို့ကအကယ်၍ပေါ့နော်ဒီချိန်မှာကျွန်တော်တို့ဒီဖုန်းပြောက်သွားတာဖြစ်ဖြစ်ကျွန်တော်တို့ဒီဟိုကုတ်မရတာမျိုးအခြေအနေမျိုးတွေမှာကျွန်တော်ဒီလိုလုပ်ရမယ်ဒီလိုလုပ်ရမှာပါကျွန်တော်ခုတစ်ချက်ပြမယ်ပေါ့နော် Okay Facebook ထဲကိုတစ်ချက်သွားမယ်Okay ဒီနေ့ရောက်ပြီဆိုရင်ကျွန်တော်ဒီတစ်ချက် log in ဝင်လိုက်ပြီပေါ့နော် Okay ကျွန်တော်ကဒီ password နဲ့ကျွန်တော် Gmail ထည့်ပြီးတော့ဆိုရင်ဒီနေ့မှာ log in ကိုတစ်ချက်ဝင်ကြည့်လိုက်မယ် Okay ဒီညမှာပေါ့နော်ဒါကကျွန်တော်တို့ဒီ browser ထဲမှာမလို့ကျွန်တော်ဒီလိုပေါ်နေတာပေါ့နော်ကျွန်တော်ဒီ Facebook မူရင်း Facebook မှာဆိုလည်းကုတ်တောင်းမယ်အခုလည်းကျွန်တော်ဒီကုတ်တောင်းနေတယ်ပေါ့နော်ကုတ် generator တွေကကျွန်တော်တို့ဒီ2 set ခံထားတဲ့အတွက်ပေါ့နော်2 set ခံထားတဲ့အတွက်ကျွန်တော်တို့ကဒီညမှာကုတ်တောင်းနေတာဖြစ်တယ်ကျွန်တော်နောက်တစ်ချိန်မှာပေါ့နော်ကိုကဖုန်းနံပါတ်ပျောက်သွားတာမျိုးပဲဖြစ်ဖြစ်ကျွန်တော်ဖုန်းပျောက်သွားတာမျိုးပဲဖြစ်ဖြစ်အဲ့ချိန်မှာကျွန်တော်ကုတ်မရတော့ဘူးဆိုရင်စောနာကကျွန်တော်တို့ဒီ copy ယူလာတဲ့ကုတ်ကလေးတွေကိုပေါ့နော်ဒီထဲမှာကျွန်တော်ထည့်လို့ရတယ်ပေါ့နော်အခုကျွန်တော်ဒီစောနာကခုကတော့ကျွန်တော်ကုတ်တောင်းနေပါတော့အမှန်ကကျွန်တော်ကအဲ့ဒီကုတ်ကိုပေါ့နော်ဒီ code generator တွေကနေကျွန်တော်ဝင်ယူရမှာဖြစ်ပါတယ်ဒီထဲကနေပေါ့နော်ခုနကကျွန်တော်ခံလိုက်တဲ့ဟာတွေကကျွန်တော်ဒါကတော့ secret အများကြီးဖြစ်နေတယ်ပေါ့နော်ဒီက secret record ဖန်ကိုပိတ်တာအမှန် code ကိုထည့်ရမှာဒါပေမဲ့ကျွန်တော် code တွေပါတယ်မရခဲ့သည်ရှိတော့ကျွန်တော်ဆွမ်းနာက code ကိုတစ်ချက်ထည့်ကြည့်မယ်ပေါ့နော်ရမရကိုကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ဒီအပေါ်ဆုံးကပေါ့နော်ခဏကိုလုံးလားမသိဘူးနော်ကိုလုံးလားရှင်းလုံးလားမသိအဲ့ဒါကိုကျွန်တော်က copy ယူလိုက်မယ် Okay ယူပြီးတော့ဆိုရင်ကျွန်တော်ကဒီဆောနာကဒီထဲကိုထည့်လိုက်မယ်ပေါ့နော်ဒီကုတ်တောင်းနဲ့ထဲကိုထည့်လိုက်မယ်ကျွန်တော်ဆောနာကကုတ်ယူလာတဲ့ဟာကိုထည့်လိုက်မယ်ထည့်ပြီးကျွန်တော်တို့ submit ကုတ်ကိုတစ်ချက်နှိပ်လိုက်မယ် Okay နှိပ်လိုက်ရင်ဒါမျိုးလေးပေါ့နော်ကျွန်တော်တို့ဒီ Facebook ထဲကိုဝင်လို့ရသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီညမှာစိတ်ချင်စိတ်မစိတ်ချင်နေပေါ့နော်ဒီလိုစိတ်တိုင်းမယ်ဆိုရင်တော့ကျွန်တော်နောက်ခါပြန်ဝင်အလွယ်ကူတယ်ပေါ့နော် continue ကိုတစ်ချက်နှိပ်လိုက်မယ်Okay ကျွန်တော်ဒါကတော့ Facebook ထဲဝင်တော့ကျွန်တော်တစ်ချက်ပြန်ပြမယ်ပေါ့နော်ဒီမှာ browser ထဲမှာလည်းကျွန်တော် login ဝင်နေလိမ့်မယ်ပေါ့နော်ဆောနာကအကောင့်ဟာဒီလိုနီးနေပေါ့နော်ကျွန်တော်တို့ကတစ်ချိန်ချိန်မှာကျွန်တော်ဖုန်းပြောက်သွားတာမျိုးတို့ကပ်ပြောက်သွားတာမျိုးတို့ကျွန်တော်တို့ application နဲ့ခံတဲ့လူကလည်းကျွန်တော်တို့ဒီapplication ပြတ်သွားတာမျိုးတို့ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ရှိတယ်ပဲကုတ်မပို့တာမျိုးတို့အဲ့လိုအခြေအနေမျိုးတွေမှာကျွန်တော်ဒီကုတ်တရားပေါ့နော်ဒီကုတ်တွေနဲ့ကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်2 set ခံထားလဲဝင်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ code တွေကိုကျွန်တော်တနေရာမှာကျွန်တော် copy ယူပြီးတော့တင်ထားပါနော်ကျွန်တော်ဒီ note ထည့်ဖြစ်ဖြစ်ဘယ်ထည့်ဖြစ်ဖြစ် copy ယူပြီးတော့တင်ထားပါဒီနည်းလမ်းနဲ့ကျွန်တော်2 set ခံထားတဲ့အကောင့်တွေကိုအလွယ်တကူကျွန်တော်ဝင်လို့ရတယ်ပေါ့နော်ဒီနည်းလမ်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်နည်းပညာအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ဗီဒီယိုတစ်တင်အောင်လဲဘေးနားက notification ခေါင်းလေးကိုနှိပ်ခဲ့ကြပါဦး